ဒီမိန်းကလေးငယ်လေးဟာမွေးကလေးကမျက်စိမမြင်ရရှာပါဘူး။သူမရဲ့မိခင်ကသူမကိုထားပစ်ခဲ့တာကြာပြီဖြစ်တဲ့အတွက်ဗိုက်စားတဲ့အခါတိုင်းမှုတက်နေတဲ့ပေါင်မုံချောက်တွေကိုပဲစားပြီးအသက်ဆက်ခဲ့ရပါတယ်။ဒီနေ့မှာတော့သူမကျွမ်းကျင်နေကြဖြစ်တဲ့ဆေးလိပ်နဲ့တစ်ခုကိုရလိုက်တဲ့အတွက်သူမရဲ့အမေပြန်လာပြီလို့ထင်ခဲ့မိတယ်။စပွဲအောက်ကနေတိုးတိုးလေးထွက်လာပြီးအပြင်မှာရက်နေတဲ့သူကိုစမ်းကြည့်လိုက်တဲ့အခါသူမစမ်းမိလိုက်တာကမုတ်စိတ်မွေးတွေနဲ့လူတစ်ယောက်ဖြစ်နေပါတယ်။သူမအရန်ကြောက်သွားပြီးစပွဲအောက်ကိုပြန်ဝင်ပုန်းနေခဲ့ပေမဲ့အဲ့ဒီလူကတော့ထွက်မသွားခဲ့ပါဘူး။သူကသူမရဲ့အဖေလို့ပြောပြီးအဲ့ဒီအိမ်မှာပဲအတူနေထိုင်ပါတော့တယ်။အစာပိုင်းမှာတော့သူမကသစိမ်းတစ်ယောက်လို့တတ်မှတ်ထားပြီးသူ့ရဲ့တရေဖက်နှက်တန်ကြားရင်တော့ဝေးကရှောင်ခဲ့ပါတယ်။ဒါပေမဲ့ဒီနေ့မှာတော့သူမမွေးပြက်တဲ့ခောက်ဆွဲနှံကိုရခဲ့တယ်။သူမရဲ့အမေကသူစိမ်းပေးတဲ့အစားအစာကိုမစားနဲ့လို့မှားခဲ့ဘူးပေမဲ့သူမရဲ့မှုတက်နေတဲ့ပေါင်မုံဟောင်းတွေလည်းမရှိတော့ပါဘူး။တကယ်တော့အဲ့ဒီလူကသူမကိုဘေးဖြစ်စေမဲ့အစာတွေကိုလွှင့်ပစ်ပြီးလက်ဆက်တဲ့အစားအစာတွေနဲ့ပြုစုဆောက်ရှောက်ပေးခဲ့တာပါ။အချိန်ကြာလာတာနဲ့အမျှသူတို့နှစ်ဦးကြားကတန်ရောစင်ဟာပိုပြီးခိုင်မြဲလာခဲ့ပါတယ်။သူမနေမကောင်းဖြစ်တဲ့အခါမှာလည်းအဲ့ဒီလူကပဲတညလုံးမအိပ်ပဲပြုစုပေးခဲ့တယ်လို့သူမကိုစာဖတ်တတ်အောင်လဲသူမရဲ့လက်ဖွားပေါ်မှာစာလုံးလေးတွေရေးပြီးတင်ကြားပေးခဲ့ပါတယ်။သူမပထမဆုံးရေးတက်ခဲ့တဲ့စာလုံးလေးကကျေးဇူးတင်ပါတယ်တဲ့။ဒါပေမဲ့ဒီပျော်ရွှင်မှုတွေကကြာရှည်မခံခဲ့ပါဘူး။သူမအမေရဲ့ကြွေးမြီတွေကြောင့်အိမ်ကိုတင်းစီခံလိုက်ရပြီးသူမကိုမိဘမဲ့ခေဟာကိုပို့ဖို့ဖြစ်လာပါတော့တယ်။ခွဲခွာရမယ့်အချိန်မှာသူမအရန်ကိုကြောက်လန့်တုန်လှုပ်နေခဲ့ပေမဲ့အဲ့ဒီလူကတော့သူမရဲ့မျက်ရည်တွေကိုတုပ်ပေးပြီးအနားမှာရှိနေပေးခဲ့ပါတယ်။နောက်ဆုံးမှာတော့သူမဟာအဲ့ဒီလူရဲ့လက်ဖွားပေါ်မှာစာလုံးလေးတစ်လုံးကိုရေးလိုက်ပါတယ်။ဖေတဲ့အဲ့ဒီချိန်ကစပြီးသူတို့နှစ်ယောက်ဟာသွေးသားမတော်ဆက်ပေမဲ့လည်းအစ်စ်မှန်ဆုံးသောတားဖတွေဖြစ်သွားခဲ့ပါတော့တယ်